ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူဒီဗီကျော်ရွေးချယ်နေမှာပြန်နေနေထွေးစွာကြိုဆိုလိုက်ပါခင်ဗျာဒူဒီချင်းစင်အားလုံးပဲတစ်ပတ်မှာနားခဲ့ရလို့နော်စိတ်ညစ်နေကြပြီလားမိတ်ဆွေများအားလုံးပဲစိတ်မညစ်ကြပါနဲ့ကျွန်တော်တို့အဖွင့်နေဆိုပြန်လာခဲ့ပြီဗျာနော်2ရက်တော့ကျွန်တော်ပိတ်သွားတော့နှစ်လောက်ကိုဝေးကွာနေတယ်လို့ပဲနော်ဒီလောက်ကမလောက်ရတာဆိုတာကျွန်တော်အဖွင့်သမားနေတမိုင်းတိပါလိမ့်မယ်ခင်ဗျာနော်2ရက်ပိတ်တာကိုကျွန်တော်တို့မှာ2လဝေးနေတယ်လို့ခံစားရတယ်ဗျာဟုတ်ပြီလားအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲအဖွင့်နေမှာကျွန်တော်အကောင်းဆုံးကြိုးစားပြီးမှထိထိပေါက်ချင်ပါဆိုတဲ့မိတ်ဆွေများနေတိုက်သမားတွေလည်းအတူတူပဲနော်နေတိုက်သမားတွေကတော့ကျွန်တော်အခုမှာပြီးမဲ့ဗီဒီယိုအတိုးလေးမှာဘာရအောင်လဲကျွန်တော်ထုံးစံတိုင်းပဲ1ချင်းတစ်စုံနော်ဒီ1ချင်းတစ်စုံကီးတစ်စုံတစ်ခွက်ကောင်းနော်အမှားဆုံးပတ်တိလုံးပြန်ရွေးထုတ်ပေးမယ်အဖွဲ့ဝင်သမိုင်းတွေကထူးထူးပြောနေကြမလို့နော်ကျွန်တော်ရှိမှာအဖွဲ့ဝင်ထားတဲ့ကမ္ဘောဇာထိုးပတ်တိလုံးနဲ့ main off 3ခွက်ကိုအာရုံစိုက်မယ်ဗျာနော်အဖွဲ့ဝင်သမားတွေကိုနားလေးစေချင်တဲ့အဖွဲ့ဝင်သမားတွေဒီအဖွဲ့ဝင်လာဝင်ထားတဲ့မိတ်ဆွေများဒီနော်1000ခွဲလုံးနဲ့ပေးရတယ်1000ခွဲလုံးနဲ့တန်ရအောင်ကျွန်တော်ကောင်းဆုံးဆွမ်းဆောင်ပေးသွားမှာကျွန်တော်ဂါမကျော်ဇာထိုးပတ်တိလုံးကျွန်တော်ပေးမယ်ဗျာနော်ဂါမကျော်ဇာထိုးပတ်တိလုံးပေးမယ် main off 3ခွက်တစ်ခါလေးကျွန်တော်ထည့်ပေးထားတယ်အဲ့ဒါကျွန်တော်မိတ်ဆွေများကအဖွဲ့ဝင်သမားတွေကနော်အဲ့ဒါလေးပဲ like ဆော့ကြိုက်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးပဲကြည့်လို့ရှိရင်တစ်ခွက်ကောင်းလေးကိုယူဆော့ဗျာနော်ဆိုတော့တစ်ခွက်ကောင်းလေးကိုယူဆော့စေချင်တယ်အကြိုက်တူရင်တော့ like ဆော့အကြိုက်မလို့ရှိရင်ကျွန်တော်ပေးတဲ့ဂါမကျော်ဇာတို့ပတ်တီလုံးနဲ့ main off 3ခွက်ကိုပဲ like ဆော့စေချင်တယ်ဗျာဆိုတော့ကျွန်တော်နေတဲ့စီစဉ်လေးမစခင်ကျွန်တော်တို့ရှေးဥစွာပြ like ဆဲဗျာထိတ်မှာမဟုတ်ပဲဗျာနော်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူရီဗီကျော် YouTube channel လေးမှာပြန်နေနေထွေးစာတစ်ခေါက်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒူရီချင်းမစီအားလုံးပဲစိတ်ချတာချင်းကိုကြီးကြမှာချင်းလည်းပြည့်စုံကြပါစေဗျာ log in ဆန္ဒမသနိုးကလည်းပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်ကျွန်တော်တို့ရဲ့နေ့တိုင်းစီစဉ်လေးစားရအောင်ဗျာဆိုတဲ့ခါကျကျွန်တော်မိတ်ဆွေများမနေ့ပြန်အဖွင့်12နာရီ10မိနစ်ဈေးမှာကျွန်တော်မိတ်ဆွေများထိထိပေါက်ချင်ပါဆိုနေတဲ့သမားတွေအားလုံးပဲတစုတစည်းတဲ့ဗီဒီယိုလေးကိုစောင်းအောင်ကြည့်မယ်ဗျာမရေပဲမကြော်ပဲကြည့်အသေးလေးတွေပဲ comment လေးတွေဝင်ရေးမယ်အပမကြည့်ရင်လက်မလေးပါထောင်းသွားမယ်ဗျာကျွန်တော်ညီကိုမောင်နှမတွေအားလုံးကိုပေါက်စေကျွန်တော်ကြောင့်မို့အကောင်းဆုံးချပြပေးသွားမှာဗျာနောက်အဖွင့်နေမှာလည်းအောင်ပွဲခံနိုင်ရမလို့ပြီးကြော်ပြောချင်တယ်ပြီးကြော်ပြောရင်လွဲခဲ့ပါကျွန်တော်မိတ်ဆွေများเนาะအဲကြောင့်ကျွန်တော်မိတ်ဆွေများသိလိမ့်မယ်เนาะကျွန်တော်လက်တွဲဝေးသိလိမ့်မယ်အောင်ပွဲခံခဲ့ဝေးလို့သိလိမ့်မယ်เนาะဆိုတော့ကျွန်တော်မိတ်ဆွေများကျွန်တော်တို့စီစဉ်လေးကိုစရအောင်ဆိုတော့ကျွန်တော်မနေ့ပြန်2ရက်3လ2026နော်တလင်းကနေအဖွင့်နေမနက်7:00နာရီ10မိနစ်ဈေးမှာဆိုရင်ဖြစ်ကျွန်တော်ရဲ့1ချိန်ဒီခွန်6 1ချိန်ဗျနော်ခွန်6 1ချိန်ဆိုရင်ကြောင့်ခွန်ပိုင်းခွန်6 1ချိန်မဟုတ်ဘူး sorry နော်ခွန်6 1ချိန်မဟုတ်ဘူး2 6 1ချိန်ဗျနော်2 6 1ချိန်နှစ်နယ်ပါမှာပါတော့နော်2 6 1ချိန်ဗျနော်နှစ်တစ်လုံးပိုင်း6တစ်လုံးပိုင်းနော်2 6 1ချိန်ဆိုရင်ကြောင့်မထီးမပါဆိုတဲ့ကီးတစ်စုံဒီခွန်8 5နဲ့ကတ်မှာဘူးတစ်စုံနဲ့ကတ်မယ်ခင်ဗျနော် question 5ဆိုတဲ့အတွဲတစ်စုံနဲ့ကတ်မယ်ဆိုတဲ့ခါကျရင်ကျွန်တော်မိတ်ဆွေများဒီနော်နှစ်ပိုင်နှစ်ထိပ်စီနေနော်2 6 1ချိန်ကိုခွန်8 5နဲ့ကတ်တာနှစ်ပိုင်နှစ်ထိပ်စီနေဆိုကျွန်တော်တို့2ခွန်2 8 2 5နော်2ခွန်2 8 2 5 3ကွက်နှစ်နဲ့ပတ်သက်တာဒီ6နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့6ခွန်6 8 9 5 6ခွန်6 8 9 5ကျွန်တော်မိတ်ဆွေများအဲ့တော့ main off ကွက်ဒီလဲ6ကွက်ဖြစ်နေတယ်အကြိုက်ဆုံးလည်းဖြစ်နေကြောင်း main off ကြီး6ကွက်လာမယ်နော်2နဲ့3ကွက်9နဲ့3ကွက်နော်ပါတီတီနှလုံးပေးထားတာမှာ6ပိုင်2ပိုင်6ပိုင်2ပိုင်မှာကျွန်တော်မိတ်ဆွေအနေနဲ့အကြိုက်မတူလို့နော်ကိုကြိုက်တာကိုကိုပတ်နော်ငွေနှလုံးလုံးနိုင်နေတယ်နှလုံးစလုံးပတ်2ပတ်မယ်6ပတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရန်ထားတယ်ဒါမှမဟုတ်7နာရီ10မိနစ်ဈေးမှာအကောင်းဆုံးလာမဲ့လုံးပိုင်နေပဲဖြစ်တယ်နော်အမှားဆုံးနေလည်းဖြစ်တယ်အကြိုက်ဆုံးနေလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများတွေအားလုံးပဲအကြိုက်တူပါတယ်ဆိုတော့နှလုံးစလုံးပတ်မယ်ငွေမနိုင်တဲ့မိတ်ဆွေများတကတော့တစ်လုံးပဲပတ်ကိုကျင်းနေတဲ့တကတော့တစ်လုံးပတ်ဒါမှကျွန်တော်အနေနဲ့ပြန်ပြီးတစ်လုံးပြန်ပြီးတော့ကျွန်တော်ပြန်ရွေးထုတ်ပေးသွားမယ်ဗျာအမှားဆုံးနေတယ်နော်ဆိုတော့ကျွန်တော်မိတ်ဆွေများဒီကျွန်တော်ဗီဒီယိုလေးကနေဘာရောက်တော့ကျွန်တော်အဖွင့်နေမှာအထီးတီမီအောင်ပွဲခံနေရဆို main off 6ကွက်ရသွားမယ်တစ်ကွက်ကောင်းတဲ့ဆို9ကွက်ရမယ်ပတ်တီးတီနှလုံးရမယ်ပတ်တီးနှလုံးမှာအမှားဆုံးတစ်လုံးပြန်ရေးပေးသွားမယ်ဗျာเนาะအဲ့လောက်ကောင်းတဲ့လူမရှိတော့အဲ့လောက်ကောင်းတဲ့ဆရာမရှိတော့เนาะကျမိတ်စင်များဒီအလကားပေးတာဆိုမဲ့အလကားမဖြစ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီအကောင်းဆုံးချပြပေးတာအကြိုက်ဆုံးချပြပေးတာအလကားပေးတယ်ဆိုပေမဲ့အလကားမျိုးရတဲ့ဟာမျိုးမဟုတ်ဘူးကျွန်တော်ဒီတက်တလောက်မှတ်တလောက်ကျွန်တော်ပညာရေးနဲ့ကျွန်တော်တက်တလောက်မှတ်တလောက်နဲ့တွက်ပြီးတော့ကျွန်တော်အကောင်းဆုံးချပြပေးတယ်အဲ့တော့ပေါက်ရင်ကောင်းနေမှာပေါက်ရင်မကောင်းဆိုရင်မိတ်ဆွေများလည်းရှိတယ်အဲ့တော့ကြက်တူမှာလိုက်စော်ပါအကြက်မိတ်တွေတော့မစော်ပါနဲ့ဟုတ်ပြီလားဆိုတော့ကျတော့ကျွန်တော်မိတ်ဆွေတွေဒီအမျိုးတွေဒီငွေကြေးနဲ့ကစားနေကြတာเนาะလွှဲချော်ပါလို့ရှိရင်ကျွန်တော်ငွေကြေးမှုတွေပုံစုံမှုရှိပါခါကျရင်ကျွန်တော်အနေနဲ့မကောင်းဘူးเนาะရရင်တော့ကောင်းတယ်ဆရာပြီးကြော်ပေးလို့ရတာဆိုတော့အတန်လေးကထနေထွက်လာလိမ့်မယ်မထွက်တဲ့ခါကျရင်ဆရာလေးဘာဖြစ်တယ်ညာဖြစ်တယ်ပြောရတာလည်းများနေပြီဗျာဟုတ်ပြီလားဆိုတော့ကျွန်တော်မိတ်ဆွေများဒီเนาะစိတ်တမကြနေကြကျွန်တော်အဖွင့်နေ12နာရီ10မိနစ်စီမှာလောင်းဝထိထိပေါက်ချင်ပါဆိုတဲ့မိတ်ဆွေများเนาะတကွင်းကြုံအရင်ကြေပါမဟုတ်ဘူးเนาะအဖွင့်နေမှာလောင်းဝထိထိမိပေါက်မှာနောက်ဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးပဲဘယ်ပဲမကြော်ပဲစောအောင်ကြည့်အသေးလေးတွေပြီး comment တွေဝင်ရေးဗျာเนาะဘာမကြည့်ရင်လက်မိုက်ထောင်းတော့တင်တိုင်းတွေ့ရအောင် subscriber လေးနှိပ်ပါမယ်ဗျာเนาะဆိုတော့ကျွန်တော်တို့ကနေတစ်ခေါက်ပြန်သွားလိုက်ရအောင်ဗျာကျွန်တော်မနေ့ပြန်2ရက်3လ2026เนาะတလင်းလာနေမနက်7:00နာရီ10မိနစ်ဈေးမှာဆိုပြီးကျွန်တော်1ချိန်ဒီ2 6 1ချိန်
နော်နှစ်ကိုဝမ်းချင်းဆိုရင်မထိပါဆိုတဲ့ဂီးတစ်စုံဒီခွန်ရှင်9နဲ့ကတ်မှာနော်ခွန်ရှင်9နဲ့ကတ်ဆိုရင်ကတ်မှာဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေအားလုံးပဲနှစ်ပိုင်နှစ်ထိပ်ဆိုရင်ကျွန်တော်တို့နှစ်ပိုင်နှစ်ထိပ်ဆိုရင်ကျွန်တော်တို့နှစ်ခွန်နှစ်ရှစ်နှစ်ငါနှစ်ခွန်နှစ်ရှစ်နှစ်ငါဒါနှစ်ပိုင်နဲ့6ပိုင်6ထိပ်ဆိုရင်ကျွန်တော်တို့6ခွန်6ရှစ်6ငါ6ခွန်6ရှစ်6ငါအကြိုက်တူပါလိမ့်မယ်ထင်တယ်ခင်ဗျာအဲ့ကျွန်တော်မိတ်ဆွေအားလုံးပဲအကြိုက်တူရင်တော့မနေ့က7နာရီ10မိနစ်စီမှာဘာမှမမေးပဲစကားမေးမရတခါတည်းပုံအော်လိုက်တော့ဗျာနော်ဘာမှမနေနေကြမလို့ဘူးနော်ကျွန်တော်ဒီအကောင်းဆုံးကြာဆုံးချပြပေးထားကျွန်တော်မိတ်ဆွေများဒီနှစ်ပတ်ဒီ9ပတ်ဒီပဲပတ်တီဒီနှလုံးပေးထားတာကျွန်တော်အမာဆုံးပတ်တီတစ်လုံးဒီ9တစ်လုံးပိုင်နော်9တစ်လုံးပိုင်ဆိုရင်ကျွန်တော်မိတ်ဆွေများအားလုံးပဲတက်ကွက်ကောင်းလည်းထွေးထွေးပြောနေကြမလို့ဘူး94အကြိုက်ဆုံးတက်ကွက်ကောင်းကိုလေးအဖွင့်နေမှာတီတီမီပေါက်ချင်ပါဆိုတော့မိတ်ဆွေများတက်ကွက်ကောင်းဒီ94ဗျာအဖွင့်များကြိုက်ရဆိုလို့ရှိရင်6လေးတက်ကွက်ကောင်းကိုယူဆော့မယ်ကျွန်တော်ပြီးတယ်ခါမကျော်ဇာတုပတ်တယ်နဲ့ main off 3ကွက်ကိုလည်းဆော့မယ်ဒီတက်ကြိုက်ရဆိုလို့ရှိရင်တက်ကွက်ကောင်း6လေးကိုလည်းယူဆော့လို့ရတယ်နော်ကျွန်တော်မိတ်ဆွေများအားလုံးပဲအဖွဲ့ရင်သမားအားလုံးပဲနားလေးစေချင်တယ်ဒီလိုက်သမားတွေဒီအကောင်းဆုံးချပြပေးထားတယ်နော်ဘယ်သူဒီပေါက်မလဲဆိုတော့ကျွန်တော်ကိုယ်တိုင်မသိဘူးနော်အဖွဲ့ရင်သမားတွေလည်းအကောင်းဆုံးပေးထားနေသမားတွေလည်းအကောင်းဆုံးပေးထားတာသူတို့ညာဘယ်ဟာတော့လာမယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်တော့မမြင်ရဘူးဟုတ်ပြီလားရမ်းပေးတာဆိုလည်းမဟုတ်ဘူးဒါပေမဲ့ဘာကြမှာဘာလာမဆိုတော့တီးတယ်ဒါပေမဲ့ဇဝေဇဝါနဲ့ပုံသေးမတီးဘူးပုံသေးတီးရင်ပုံသေးပြီးမှာပေါ့နော်ဒါလွယ်လွယ်လေးပဲဟာရတော့ပါဟိုကြတော့အဲ့လိုနိုင်ငံလက်ချောမှုရှိတဲ့ကားရှင်တော့စိတ်တက်မှကြာနဲ့စိတ်တက်ခိုင်မှနာ7နာရီအဖွင့်နေ7နာရီ10မိနစ်စီမှာအောင်ပွဲခံကြပါမယ်အောင်ပွဲခံကြပါလေအောင်ပွဲခံရင်မခံမခံရပါမယ်ဆိုတော့မိတ်ဆွေများအောင်ပွဲကိုတအားခံကြပါလေဆိုတော့မိတ်ဆွေများကဗီဒီယိုလေးကိုမရေဘက်ဆုံးအောင်ကြည့်သွားစေချင်လားနော်ဆိုတော့ကြောင့်ထွေထူးတည်ကျွန်တော်ထွေထူးတော့တိတ်မပြောတော့ဘူးကျွန်တော်အဖွင့်နေမှာဆိုတော့တုတ်တုတ်ပဲလုံးမယ်နောက်ဆုံးကဏ္ဍတစ်ခေါက်ပြောပေးကျွန်တော်တို့အစီအစဉ်လေးရိုက်ရအောင်ဗျာနော်ဆိုတော့ကျွန်တော်တို့မနေ့ပြန်2ရက်3လ2026နော်တနင်္လာနေ့မနက်7:00နာရီ10မိနစ်ဈေးမှာဆိုရင်ပြီးကျော်ရဲ့1ချိန်ဒီ291ချိန်နှစ်ပတ်တီ9ပတ်တီ291ချိန်ဆိုကြမှာမထိပါဆိုတဲ့ဂီးတစ်စုံဒီအမာဆုံးဂီးဒီခွန်ရှင်9နဲ့ကတ်မှာเนาะခွန်ရှင်9နဲ့ကတ်မှာဆိုလို့ရှိရင်နှစ်ပိုင်နှစ်ထိပ်စီးနေဆိုကျွန်တော်တို့နှစ်ခွန်နှစ်ရှစ်နှစ်ငါနှစ်ခွန်နှစ်ရှစ်နှစ်ငါเนาะ6ပိုင်6ထိပ်စီးနေကျွန်တော်တို့6ခွန်6ရှစ်6ငါ6ခွန်6ရှစ်6ငါเนาะနှစ်ပိုင်6ပိုင်အမာဆုံးပတ်တီတစ်လုံးဒီ6တစ်လုံးပိုင်เนาะတက်ကွက်ကောင်းဒီ90နဲ့မှာ4ကဲအဲ့တော့ဘာလို့သေးလဲနော်ဘာမှမလိုတော့ဘူးထိုးဖို့ပဲလိုတော့တယ်ထိုးရဲဖို့ပဲလိုတယ်ကျွန်တော်မက်ဆေ့အားလုံးပဲကဲတင်းကြီးထိုးပါတောင်းကြီးထိုးပါပြီးကျော်နဲ့ကန်ဆတ်မှာပဲဗျာပြီးကျော်နဲ့ကန်ဆတ်လို့အောက်ကပောက်ကလေးပါကြမှာပါယုံကြည်မှလက်တွဲပါမယုံကြည်လက်မတွဲပါနဲ့နော်အကြိုက်တူမှာစောအကြိုက်မတူမစောနဲ့ကျွန်တော်မိတ်ဆွေတွေညီကောင်မနှမတွေအားလုံးငွေကြီးနဲ့ကစားရတာနော်ကျွန်တော်ဒီ line ဝပေးရဆိုတာလက်ကားပေးနေပါကျွန်တော်ဒီအကောင်းဆုံးချပြပေးနေအကြိုက်ဆုံးချပြပေးနေတာနော်အဲ့တော့ကျွန်တော်တက်မိတ်ဆွေများဒီ like ဆော့ပါဗျာကျွန်တော်တက်မကြိုက်နေတဲ့မိတ်ဆွေများတော့ကြော်သွားပေါ့ဗျာနော်ထေတူလို့ပြောနေစရာမလိုဘူးအဲ့တော့ကျွန်တော်မိတ်ဆွေများကိုနော်ကျွန်တော်ဆုံးတစ်ခေါက်ကနိုင်ပြောပြမယ်ပြီးလို့ရှိရင်ကျွန်တော်စီစဉ်လေးရမှာကဏ္ဍဒီတူတုတ်ပဲသွားမယ်ကျွန်တော်တို့မနေ့ပြန်2ရက်3လ2026เนาะတနင်္လာနေ့မှာ7:00နာရီ10မိနစ်စီမှာကျွန်တော်ရဲ့1ချိန်တစ်စုံဒီเนาะလုံးပိုင်နှလုံးဒီ29เนาะနှစ်ပိုင်9ပိုင်29 1ချိန်ဆိုညမတိပါဆိုတဲ့ကီးစုံဒီခွန်ရှစ်9နဲ့ကတ်ထားပြီးပါပြီ29 1ချိန်ကိုခွန်ရှစ်9နဲ့ကတ်เนาะတက်ကွက်ကောင်းဒီ94 9ပိုင်နှစ်ပိုင်အမာဆုံးတစ်လုံးပိုင်ဒီ9တစ်လုံးပိုင်เนาะအဲ့တော့ဘာမှမလိုတော့ဘူးเนาะမနက်မိုးလေး7:00နာရီမထိုးခင်မှာတိုင်ရှိသွားငါတို့လာထိုင်နေလိုက်တော့ထိုးပြီးရတယ်နော်ရှင်ရောကဲတော့ပြောတိုင်းတော့ပြောလိုက်ပြီနော်ပြည်ကျော်ကတော့ပြောလိုက်ပြီပေါ့ကောင်းဒါပေမဲ့လင်းငယ်တော့လွှဲချုံမှုရှိမှာပါနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတခြားတော့မြင်ရတာမဟုတ်ဒါပေမဲ့အကြိုက်ဆုံးတော့အကောင်းဆုံးပေးထားတယ်နော်ပြည်ကျော်ဒီအလေးနဲ့ပေးတာဒါရှိကတော့ထိုင်ဆောင်တကယ်တော့စောင့်နေတော့ခါကြာလဲကျွန်တော်မိတ်ဆွေအားလည်းပဲတော့တကယ်တော့မဆောင်ပါနဲ့ဗျာနော်ကနိုင်ထွက်ပြီးမှအချိန်လေးကြည့်မှသွားပြီးတော့စောင့်ပါဟုတ်ပြီလားဆိုတော့ကျွန်တော်စီစဉ်လေးကိုရက်ချင်တယ်ဗျာကျွန်တော်အမျိုးတွေအားလုံးပဲနော်အဲ့တော့ကျွန်တော်စီစဉ်လေးတော့လည်းပဲရအောင်ဟုတ်ပြီအဖွဲ့ဝင်သမားတွေကျွန်တော်ပေးထားတယ်ကာမကျော်ဇာထိုးပတ်တီတော်နဲ့ main on 3ခွက်ကိုအာယုံစိုက်နေတဲ့သမားတွေကတော့အသေးလေးတွေပေး comment တွေဝင်ရ share လို့ share ကူညီပေးပတ်မကြည့်လက်မတွေထောင်းသွားပါဗျာတင်တိုင်းတွေ့အောင် subscriber လေးတွေနှိပ်သွားမယ်ဗျာเนาะအဲ့တော့ကျွန်တော်စီစဉ်လေးကိုတန်းလည်းပဲရက်ချင်တဲ့မျိုးတွေအားလုံးပါเนาะကဲကျွန်တော်ရဲ့အဖွဲ့ဝင်သမားတွေရောနေတဲ့သမားတွေရောเนาะလူတယောက်ပုဂ္ဂိုလ်တွေကိုကျွန်တော်စိတ်ချနိုင်ကိုကျွန်တော်အနေနဲ့ပြေဆုံးကြပါဗျာ login ဆန္ဒများကျွန်တော်တို့ကလည်းပြေဆုံးကြပါဆွတောင်းပေးရင်ကျွန်တော်တို့ရဲ့အစီအစဉ်တွေတန်းလည်းပဲရအောင်ဗျာ